ကဲကိုဒီကလည်းစတော့ပြီးတော့ဒီလိုကျလေးထိုင်တောင်းနေတယ်ဆိုတဲ့အချိန်မှာဒီကောင်ပိုးဖက်စားကျင်လို့စပတ်ကုံအစာအုပ်ပတ်ရှာနေတာအမေကဲဒီကောင်လည်းဘိုက်ကစားနေတယ်အိုးတခါတော့ကျွန်တော်စမ်းတက်ဘူးတယ်ထမင်းလုံး16လုံးကုန်တယ်ပြီးတော့ဒီကောင်တဘိုးနှင်သွားတယ်လူပြောမဆိုတဘိုးနှင်သွားတယ်အခုလည်းကဲရှားနေတာသူ့လည်းတက်နေပြီးတော့မရှောင်ပြီးသွားနေတာနဲ့အဲ့ဒါကဲစားတန်းကွာဆိုပြီးတော့အခုထမင်းလုံးလေးချကျွေးထားတယ်အဲ့ဒါစားနေလေရဲ့ဗျာစားနေရဲ့စားလို့လည်းစားနေတော့ဗောဘာပြောတော့ပါလေလေပဲစားကွာဝါနာစားအေးဟုတ်ပြီစားနော်နောက်နေ့ကျရင်လည်းတမက်စားတဲ့ခါကျရင်မထွက်လာခဲ့နော်အေးဆွဲဟာအပြီးပြန်ဆွဲထားကိုလူရေးကဲအဲ့လိုလူလေးတွေနဲ့ဆိုတော့လေသူတို့အတွက်လဲနေရာလေးတွေရှိသွားပုံပေါက်ပါတယ်ဆွဲလန်းကွာမင်းဘလောက်ထိစားမလဲဆွဲတော်တော်လေးတော့စားနေဗျာဒီကောင်လေးမထင်ရဘူးဒီဘိုးဟက်ကလေအခုလေကျွန်တော်သမင်းလုံးချကျွေးထားတာတော်တော်လေးကို3ချိုး1ချိုးလောက်ကုန်သွားပြီအရင်တစ်ခါတော့စမ်းတက်ကြည့်တာ16လုံးသမင်းလုံး16လုံးကုန်တယ်သမင်းလုံး16လုံးကုန်တယ်အခုလေဒီကောင်ဒီမှာ share တီးနေတာကြီးမိသားစုပါရှိခေါ်လာခဲ့စားနေတာတနာပါဘလောက်တော့စားနေလဲမသိဘူးကြည့်ဦးဒီကောင်ဘလောက်တော့စားနေလဲမသိဘူးတော်တော်စားတဲ့ကောင်ကြီးတော်တော်ကုန်သွားပြီကိုရီတော့စားတာမြန်သေးတယ်ကိုရီးယားမှာစားတာမပြီးတော့ဝါနေတာနဲ့အချိန်ကြီးကုန်နေဒီကောင်ဆွဲချက်ကတော့โอ้ဒီကောင်ရှယ်တီမင်းစားပြီးလို့ရှင်မင်းတနေရာလေးမှာသွားနေလိုက်တော့ပြီးဟိုကောင်မလူစီမထွက်လာရင်မင်းကိုခုတ်လိမ့်မယ်နော်ကြားလားမောင်ပူးဟက်ဒါပဲနော်ဘိုင်ဘိုင်တော်တော်လေးတော့ကုန်သွားပြီဗျ